ရှိလို့အငင်းတော့လေတက်ပိုင်းရဲ့အင်ဂျင်ပိုင်းနဲ့ရှိတယ်အင်ဂျင်ပိုင်းကကြာမျိုးလုံးပိတ်စားမျိုးတက်ရတယ်တက်ပိုင်းကျတော့မျက်မှန်တက်ရင်မရအောင်တကယ်လို့များမျက်လုံး color bright ပဲစစ်လိုက်တဲ့အခါမှာ color bright ဖြစ်သွားလို့ရှိရင်အဲ့တော့အငင်းကရှေ့စဉ်းစားတယ်တာပဲအင်ဂျင်ပိုင်းယူလိုက်အင်ဂျင်တော့မျက်မှန်တက်တဲ့သူကလည်းအဲ့ချိန်မှာမျက်စိကပြဿနာရှိလို့အငင်းတော့လေတက်ပိုင်းရဲ့အင်ဂျင်ပိုင်းနဲ့ရှိတယ်အင်ဂျင်ပိုင်းကကြာမျိုးလုံးပိတ်စားမျိုးတက်ရတယ်တက်ပိုင်းကျတော့မျက်မှန်တက်ရင်မရအောင်တကယ်လို့များမျက်လုံး color bright ပဲစစ်လိုက်တဲ့အခါမှာ color bright ဖြစ်သွားလို့ရှိရင်အဲ့တော့အငင်းကရှေ့စဉ်းစားတယ်တာပဲအင်ဂျင်ပိုင်းယူလိုက်အင်ဂျင်တော့မျက်မှန်တက်တဲ့ရှောက်ထားအဲ့တက်လို့မွေးစားတဲ့ကကြတာဟိုရေချောင်းကောလိုက်ကကြတော့အဲ့မှာတီးသားဖောင်ထွက်အဲ့ဖောင်နဲ့ဒီကအမှတ်စင်းမိတ်တူနဲ့တွဲလျှောက်ပါတယ်အဲ့တော့အငင်းကဒါကအရင်လာတော့စီးချောင်းစာအရင်လျှောက်ထားတယ်ဟိုကကြတော့ခေါ်တာနိုဝင်ဘာလားမသိဘူးအဲ့တော့မှစာရွက်ထုတ်တယ်အဲ့တော့မှတစ်ခါလျှောက်လိုက်ရလျှောက်လိုက်ပေါ့လျှောက်ထားလိုက်ပေါ့ဒါပေမဲ့result တွေထွက်လဲထွက်ပေါ့ line ရတာကြတော့ဟိုစီးချောင်းအဲ့ချိန်မှာဟိုဘက်တင်မိရတယ်တင်မိရရလိုက်ကြဟိုဘက်ကအရင်ပါတာမပါတာအရင်သိရတယ်ရှိလားစေးเจ้าကမသိရသေးဘူးမသိရသေးဘူးဟိုကအရင်ပါသွားတယ်ပထမဆုံးဘယ်နှစ်ယောက်900ထဲမှာဘလောက်ကိုဖြုတ်တော့တက်စီစစ်စိုက်ကိုတွေစစ်မှာနောက်ဆုံးတစ်ခါလေးမှပါလာတယ်ပါလာပြီဆိုတဲ့အချိန်မှာပါလာတယ်အဲ့ချိန်မှာစီးချောင်းဝင်နေအဲ့ချိန်သူကနေစားနေလေးမရှိတော့တဲ့ခါကျအဲ့လေသူကလည်းအဲ့ချိန်မှာမျက်စိကပြဿနာရှိလို့အငင်းတော့လေတက်ပိုင်းရဲ့အင်ဂျင်ပိုင်းနဲ့ရှိတယ်အင်ဂျင်ပိုင်းကကြာမျိုးလုံးပိတ်စားမျိုးတက်ရတယ်တက်ပိုင်းကျတော့မျက်မှန်တက်ရင်မရအောင်တကယ်လို့များမျက်လုံး color bright ပဲစစ်လိုက်တဲ့အခါမှာ color bright ဖြစ်သွားလို့ရှိရင်အဲ့တော့အငင်းကရှေ့စဉ်းစားတယ်တာပဲအင်ဂျင်ပိုင်းယူလိုက်အင်ဂျင်တော့မျက်မှန်တက်တဲ့သူကလည်းအဲ့ချိန်မှာမျက်စိကပြဿနာရှိလို့အငင်းတော့လေတက်ပိုင်းရဲ့အင်ဂျင်ပိုင်းနဲ့ရှိတယ်အင်ဂျင်ပိုင်းကကြာမျိုးလုံးပိတ်စားမျိုးတက်ရတယ်တက်ပိုင်းကျတော့မျက်မှန်တက်ရင်မရအောင်တကယ်လို့များမျက်လုံး color bright ပဲစစ်လိုက်တဲ့အခါမှာ color bright ဖြစ်သွားလို့ရှိရင်အဲ့တော့အငင်းက30ရဲ့စဉ်းစားတယ်တာပဲအင်ဂျင်ပိုင်းယူလိုက်အင်ဂျင်တော့မျက်မှန်တက်တဲ့အဲ့လေသူကလည်းအဲ့ချိန်မှာမျက်စိကပြဿနာရှိလို့အငင်းတော့လေတက်ပိုင်းရဲ့အင်ဂျင်ပိုင်းနဲ့ရှိတယ်အင်ဂျင်ပိုင်းကကြာမျိုးလုံးပိတ်စားမျိုးတက်ရတယ်တက်ပိုင်းကျတော့မျက်မှန်တက်ရင်မရအောင်တကယ်လို့များမျက်လုံး color bright ပဲစစ်လိုက်တဲ့အခါမှာ color bright ဖြစ်သွားလို့ရှိရင်အဲ့တော့အငင်းကလည်းပဲဒိတ်သူ့ဖေးစီဖေး50ပြော50လောက်ပြောပါ